မြန်မာထိုင်းနယ်စပ်မဲဆောက်ခရိုင်မှာရှိတဲ့ထိန်းသိမ်းရေးစခန်းတစ်ခုမှာတရုတ်နိုင်ငံသား300ကျော်ပါဝင်တဲ့အုံကြွမှုကြီးတစ်ခုဟာအင်္ဂါနေ့ညကဖြစ်ပွားခဲ့ပါတယ်။ထိန်းသိမ်းခံရသူ325ဦးဟာနေရရင်တရုတ်နိုင်ငံကိုပြန်ပို့ခံရမှာကိုရှောင်ရှားဖို့အတွက်စခန်းတွင်းပစ္စည်းတွေကိုဖျက်ဆီးပြီးအစုလိုက်ပြုံလိုက်ထွက်ပြေးဖို့ကြိုးပမ်းခဲ့ကြတာပါ။ရဲနဲ့စစ်ဘက်အင်အားတွေဟာရေမြောက်ရင်ကိုပါအုံပြုပြီးဗုဒ္ဓဟူးနေ့မနက်4နာရီခွဲခန့်မှအုံကြွမှုကိုခိမ့်ချုပ်နိုင်ခဲ့ပါတယ်။တဦးတရာရရှိခဲ့ပြီးအာဏာပိုင်တွေကအုံကြွမှုကောင်းဆောင်15ဦးကိုဖမ်းဆီးအရေးယူထားပါတယ်။လက်တလောထွက်ပြေးလွတ်မြောက်သွားသူရှိမရှိစစ်ဆေးနေပြီးလူဝင်မှုကြီးကြပ်ရေးဗျူရိုကလည်းနေရပြန်ပို့ခြင်းလုပ်ငန်းစဉ်ကိုအရှိန်မြင့်သွားမယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။